အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒါစိတ်ဒီနေ့တနင်္လာနေ့နေကုန်ကြောက်ကြမယ်ဆိုတဲ့ဝမ်းကြီးကဖောက်တယ်နော်ဒီနေ့နေကုန်ကြောက်ကြမယ်ဆိုတဲ့ဝမ်းကြီး၄ခုကဖောက်တယ်စိန်မာစာကီ496က4ခုမစင်းမဲ့6ကလာဆင်းတော့နော်6ခုကျွန်တော်ဒါအဆင်ပြေသေးတယ်ဗျနော်ကျွန်တော်ဒါ4-8တွေ9-8တွေအောင်ကြိုက်တယ်ပြောလိုက်တာအားလုံးပဲဝင်မင်္ဂလာပါဒီတင်းနာနေကုန်ဝမ်းကြီးကတော့ဖောက်သွားတယ်နော်အားလုံးပဲမင်္ဂလာပါဘယ်သူတွေနောက်ချနေလဲစိန်ကြီးလှုပ်လှုပ်တယ်နော်ဟုတ်တယ်စိန်ကြီးရဗျာ646က6ဝမ်းကြီးဘက်ကမစင်းမဲနဲ့6ဘက်ကလာဆင်းတယ်ဘယ်တော့မရိုက်နေသနော်စိန်ကြီးလှုပ်လှုပ်လဲကိုတွေဘာလှုပ်လို့မရဘူးလေဗျာထိထိမိမိမှမရတဲ့ဟာကျွန်တော်တို့အင်္ဂါနေ့မှာကောင်းတော့ပြောင်းကြိုးစားမှာပဲနော်အားလုံးပဲမင်္ဂလာပါကျွန်တော်ခုနိုင်တို့ချိန်တာနော်လိုက်တော့ကြာမလွင့်တော့ဈေးုံနေပါမလို့နော်ခုပမာလဲရန်ကုန်မှာပဲလားဟုတ်ပါတယ်ရန်ကုန်မှာပဲကိုရေးလည်းမင်္ဂလာပါဗျအားလုံးပဲမင်္ဂလာပါသူတွေနောက်ကျနေလေကိုရေးမင်္ဂလာပါဗျကျွန်တော်လိုက်ခဏပဲလွှင့်မှာနော်လိုက်ခဏလေးပဲလွှင့်မှာကျွန်တော်လိုက်ခဏလေးပဲလွှင့်မှာဆိုတာစေးုံထဲမှာမလို့နော်စေးုံထဲမှာဆိုတော့မကောင်းကိုရပေါက်ချင်တယ်ဟုတ်ကဲ့ပါမူးနေလားကိုဒါဘာကြီးမူးနေတယ်ဟုတ်တယ်မူးနေတယ်ဖုန်းနံပါတ်ပြောပြပါဦးနဲ့ဘာလို့မို့လဲဖုန်းနံပါတ်ပြောတင်းနိုင်နေကုန်ကြောက်ကြမယ်ဆိုတော့ဝမ်းကြီး၄ခုဖောက်သွားတယ်နော်မရိုက်နဲ့ဗျာ646ကြီးစိန်မာစာကြီးရှိတာကို6မစင်းမဲနဲ့6ဘက်ကလာဆင်းတယ်နော်ဘလောက်မရိုက်နဲ့ဘာတဲ့မလဲနော်ကဲဝင်လာကြော်လိုက်9မိနစ်ကျော်ခမတက်တာလားဟုတ်ကဲ့တက်တာပါတယ်ဒီလေးတဲ့ကီးတွေမမှန်တော့ဘူးတဲ့ကီးမမှန်အောင်ဒီနေ့က646လေးမမှန်လို့လားကီးကမှန်တယ်ကို4ကိုအသေးခနာတာကို4ဘက်ကမစင်းမဲနဲ့6ဘက်ကလာစင်းသွားလို့ကီးရနော်ကီးတွေမမှန်တော့ဘူးတဲ့ရှေ့တစ်ဘက်ကမှန်တာဒီဘက်ခုတနင်္လာနေ့ရပြန်မှန်တယ်လေအဲ့ပြောနေရလားက
အားလုံးပဲမင်္ဂလာပါဘယ်သူတွေနောက်ကျနေလဲလေးကိုပဲစွတ်ကြိုက်နေကြတာအဲ့တော့ပြောဗျာဒါပေမဲ့တိုင်းတိုင်းနေကုန်ကကျွန်တော်ဝမ်းချင်းကလေးကိုဆိုတာကြောက်ကြမယ်ဆိုတဲ့ဟာပေးလာတာအမြဲအဆင်ပြေတာနော်ဒီဘက်ကထူးဆန်းလာဖောက်သွားညနေရဗျာ69ဆိုနေပြီ68ကနေဗျာငြိမ်လိုက်တာဆိုတာနော်68ကငြိမ်လိုက်တာဗျာကိုလင်းရေးမင်္ဂလာပါဗျာမင်္ဂလာပါဗျာမင်္ဂလာပါအဖွင့်နေပဲတဲ့အဲ့လောက်တော့ရှိမှလေးပဲနော်အဲ့လောက်ရှိလို့မြောက်လေးတနေ့တစ်ချိန်လောက်တော့ပေါက်နေတော့အဆင်ပြေသေးတယ်ဟုတ်တယ်မအခုကနေကုန်အဆင်မပြေဘူးညနေက69တွေပါဆိုမိုက်တယ်ဗျာနော်69တွေပါဆိုမိုက်တယ်ကျွန်တော်ဒါရှင်းနောက်ထိုင်အောင်ကြက်လို့ကျွန်တော်48နဲ့98ကိုကျွန်တော်ပြောတယ်လေရွေးပေးတဲ့ဩကွက်ထဲမှာ48နဲ့98ကိုကြိုက်တယ်လို့ပြောလိုက်တာနော်ကဲဝင်လာမယ်ကျွန်တော်ခဏပဲလိုက်လွှင့်ပါနော်ခဏလေးပဲ9မိနစ်ပဲဟိုနဲ့3မိနစ်တော့ရှိသွားပြီနော်9မိနစ်ပြရတယ်ကျွန်တော်ခဏပြောတော့မယ်နောက်ပါ17ရက်နေ့ကိုလေးကိုဝန်းချင်းကြိုက်လဲမကြိုက်ဘူးကိုမကြိုက်မှထွက်လာလဲမသိဘူးနောက်ပါကျွန်တော်ပြောပေးမယ်ကဲကျွန်တော်10မိနစ်ပဲလို့နော်10မိနစ်ပြရတယ်ကျွန်တော်ပြောတော့မယ်9မိနစ်ပဲလိုက်လွှင့်မယ်နော်ကဲနော်ဒီကတော့ like လေးတော့လွှင့်ပေးလိုက်တယ်နော်9မိနစ်လောက်ကျွန်တော်ဆေးုံထဲမှာဆိုတော့ကြာစကားပြောလို့တော့မကောင်းဘူးလေဗျာနော်ကဲအားလုံးပဲစလိုက်မယ်ဗျာအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါသေးဗျအားလုံးပဲကျွန်တော်ဒီညတော့ကျွန်တော် live ကိုခဏလေးလွှင့်ပေးလိုက်ပါတယ်9မိနစ်ပဲ live လွှင့်ပေးလိုက်တယ်နော်အဲကြောင့်ကျွန်တော်ဆေးရုံထဲမှာဖြစ်နေကြကျွန်တော် live လွှင့်တာလေးကိုနားလည်ပေးပါ live တော့လွှင့်ပေးလိုက်တယ်ဗီဒီယိုတော့မတင်ဘူးနော် live ခဏလွှင့်ပေးလိုက်ပါတယ်ကဲအားလုံးပဲကျွန်တော်မနက်ဖြန်ကိုပြောချင်တာတစ်ခုကမနက်ဖြန်ကျွန်တော်အင်္ဂါနေ့နေကုန်မှာကိုနေကုန်မှာကျွန်တော်ခွန်ကြိုက်တယ်ဗျာခွန်ကြိုက်တယ်အင်္ဂါနေ့နေကုန်မှာခွန်ကြိုက်တယ်ဒါပေမဲ့ခွန်နဲ့ပတ်သက်ပြီးကျွန်တော်တော့ထိုးပတ်မှာမဟုတ်လေကိုဇာတုပတ်တိကိုရှိရတဲ့အတွက်ကျွန်တော်ခွန်ပတ်မှာတော့မဟုတ်ဘူးအင်္ဂါနေ့နေကုန်မှာကျွန်တော်ခွန်နဲ့ပတ်သက်ပြီးကျွန်တော်ထည့်ထိုးမယ်ကနန်းက83ရယ်85ရယ်88ကဲတတိထားပေးပါခွန်ကြိုက်တဲ့သူတွေအတွက်ပြောပြတာနော်ခွန်ကြိုက်တဲ့သူတွေအတွက်ပြောတာပါခဏလေးနဲ့ 1K တဲ့ဟုတ်ကဲ့ပါ9မိနစ်နဲ့ 1K ကျော်ပါပြီနော်ဒါပေမဲ့ကျွန်တော်မြန်ပြောလိုက်မယ်ဒီညဆေးုံထဲမှာဆိုလိုက်လွှင့်လို့ကြာမကောင်းဘူးလေဗျာနော်ခွန်ကြိုက်တဲ့သူတွေဗျာမနေ့ကအင်္ဂါနေ့မှာကျွန်တော်နေကုန်မှာခွန်ကြိုက်တယ်အဲ့ခွန်ကကြားဖို့ရှိတယ်စာရေးရအဲ့မှာကျွန်တော်ရွေးထိုးမဲ့ကနန်း83ရယ်85ရယ်88ကဲအဲ့သုံးခွက်တော့ကြိုက်တယ်ဗျာနော်ဒါကျွန်တော်ကြိုက်တာကျွန်တော်ပြောတာပါနော်ခွန်ကတော့မနေ့ကအင်္ဂါနေ့နေကုန်မှာခွန်ကြားဆိုင်ရှိတယ်နော်ဒီနေ့8ကြားဆိုင်လိုမျိုးဗျာရှစ်ကြဆိုင်လိုမျိုးခွန်ကြဆိုင်ရှိတယ်ရှစ်တုံးကတော့ကျွန်တော်မပေးရဘူးစိုက်တစ်ဖြစ်နေလို့စောင့်ကြည့်တဲ့စိုက်ဖြစ်နေတဲ့အတွက်မလို့ရှစ်ကတော့ဒါဒီညနေ68ဆိုပြီးမှန်တဲ့အတွက်ကျွန်တော်မနေ့ကခွန်ကြိုက်တယ်ခွန်မှကျွန်တော်ကရွေးထိုးခြင်းတဲ့သူတွေ83 85 88เนาะကြားမို့လဲကိုလင်းပေးတဲ့ရွေးချက်တဲ့ကနန်းကိုမကြိုက်ဘူးကျမတို့ကတော့ကိုကြိုက်တာကိုထိုးမယ်ဆိုလဲကိုသဘောပဲเนาะကျွန်တော်ကတော့ခွန်နဲ့ပတ်သက်လာရင်83ရယ်85ရယ်88ကကိုကြိုက်တယ်အဲ့ကနန်းလေးတော့ထည့်ထိုးမယ်เนาะကဲဟုတ်ပြီလားကဲအဲ့ဒါပြီးရင်ကျွန်တော်တို့ဟိုကခွန်သုံးကတော့ပြန်ကနန်းဖြစ်ထဲမထိုးလဲပယ်ပလိုက်လို့ရတယ်နော်အဲ့ခွန်သုံးစားတွေပဲ80တွေပဲထည့်လို့ရတယ်80လေဟုတ်တယ်ခွန်သုံးကတော့မနက်ကထွက်ပြီးသားဒါပေမဲ့ကျွန်တော်ကြိုက်တာကတော့စားရတော့ခွန်3ခွန်5ခွန်8ကိုကြိုက်တယ်
ဒါပေမဲ့83ကိုကျွန်တော်လည်းဒါဖယ်ဖို့များပါတယ်ပေါ့စာရဲ့သူ့ရဲ့အပင်ရတာကျွန်တော်တို့ထွက်လာပေမဲ့နော်ဒါပေမဲ့ကျွန်တော်83ကိုစာကိုဘာကိုထည့်မလဲကိုလင်းဆိုရင်80ကိုထည့်ရမယ်နော်80ခွန်9ခွန်8ပေါ့ဗျာနော်ခွန်3ကတချို့ဖယ်ခြင်းတဲ့သူတွေတော့ပြောတာနော်ပြန်ကနန်းဖြစ်သုံးနေတဲ့သူကသုံးလို့ရသူစာရအပင်ရတော့ကျွန်တော်တို့ဒီတွက်လို့ရတာတော့83ရဲ့85ရဲ့88ကနော်ဒါခွန်ကြိုက်တဲ့သူတွေသတိထားမဲ့ကနန်းလေးတွေပေါ့ဒါပေမဲ့83ကထွက်ပြီးသားမလို့80ကိုထည့်လို့ရတယ်83နေရာနော်ကဲဒါလေးရတော့ဒါကျွန်တော်ဒါခွန်နဲ့ပတ်သက်ပြီးသတိထားမယ်ဟာလေးကျွန်တော်ပြောလိုက်တာပေါ့နော်ကဲမနက်ကကျွန်တော်အင်္ဂါနေ့7:10မိနစ်ကိုကျွန်တော်ကိုင်းမဲ့ဝမ်းချင်းလေးကတော့9:3ညဝမ်းချင်းဖြစ်ပါတယ်ပတ်သီးတွေပေးတာမဟုတ်ဘူးနော်ပတ်သီးပေးတာမဟုတ်ပတ်သီးအနေနဲ့၄တလုံးပေးထားတယ်ဗုဒ္ဓဦးမကျော် free ပတ်သီးအဖွဲ့ဝင်ရတော့သူဇာတို့ပတ်သီးရှိတယ်နော်ဒါပေမဲ့ခွန် site တွေ့လို့ site နဲ့ရွေးချက်ကြီးထိုးဖို့သူကသတိပေးဖို့ပဲပြောတာနော်တော့ကြဝမ်းချင်းပေးတချို့အုံတော့မရှိတဲ့ကောင်တွေရှိတယ်အုံတော့မရှိဘူးဝမ်းချင်းပေးတာကိုပတ်သီးပေးတယ်ဆိုပြီးတော့ယူနေတဲ့ကောင်တွေရှိတယ်နောက်ပြီးကီးပေးတာကိုလည်းပတ်သီးဆိုပြီးတော့ယူတဲ့ကောင်တွေရှိသေးတယ်နော်အဲ့ဒါကောင်တွေကတော့ဘူးမတိကိုမတိမှသိသိတာလားနော်ကဲကျွန်တော်ပြောမယ်အင်္ဂါနေ့7:10မိနစ်ကိုကျွန်တော်ကိုင်းမယ်ဝမ်းချင်းလေးကတော့9:3ညဝမ်းချင်းဖြစ်ပါတယ်နော်9:3ညဝမ်းချင်းဖြစ်ပါတယ်အင်္ဂါနေ့7:10မိနစ်ကိုကျွန်တော်ကိုင်းမယ်ဝမ်းချင်းလေးကတော့9:3ညဝမ်းချင်းဖြစ်ပါတယ်9:3ညဝမ်းချင်းဖြစ်ပါတယ်ခွန်တော့မထက်ထွက်ပြီးသားဆိုဖဲချင်း80ထဲလို့ရတယ်ခွန်နဲ့မနှက်ဖန်ကိုအင်္ဂါနေ့နေကုန်မှာထိုးမဲ့သူတွေအဲ့ကန3ခွက်တော့ကြိုက်တယ်ဗျာနော်တတိပေးတာပါကိုကြိုက်တာကိုလို့ကိုပတ်စံနဲ့ကိုထိုးတာပဲဟုတ်တယ်မလားကိုကြိုက်တာကိုလို့လို့ရတယ်နော်9နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေက9354 5859ပါဝမ်းချင်းက93ညကိုင်နေဗျာနော်9နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေက9354 5859နော်9နဲ့ပတ်သက်တဲ့ကဏ္ဍက9354 5859လွင်ဆိုးကဟုတ်တယ်လွင်ဆိုးကကျွန်တော်လိုက်လွင်မင်းသူ comment ထဲမှာသူလိုက်ရေးတာလေသူများကျွန်တော်မားလို့ရှင်သူပို့ရေးပြီဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့သူသိရမှာအဓိကတော့မနာလို့စိတ်ပေါ့နော်သူ comment ကျွန်တော်လိုက်ထဲမှာ2နာရီပြင်ဖို့မခံဘူး2နာရီပြင်ဖို့မခံဘူးအော်တိုပြတ်ပဲနော်လွင်ဆိုးကအဲ့လိုမျိုးကိုလေးရေးလေးစားပါတယ်တဲ့စိတ်ထားကောင်းလို့ဒုတိယဘေးရင်တဆူပါတဲ့ဟုတ်ကဲ့ကျေးဇူးပါဒုတိယရိုင်းနေဟုတ်ကဲ့ပါနော်ကဲကျွန်တော်ပြောချင်တာတကူကနော်လွင်ဆိုးတော့ခွင့်လုပ်ပေးတာလွင်ဆိုးကကျွန်တော်ကနန်းမိုင်းသူက comment ထဲမှာပို့ရေးတယ်နော်သူကသူဗျာဟိုစေတနာရှင်လို့မေတ္တာရှင်လို့ပေါ့သူပုံစံအမှန်သူကဘာဖြစ်တယ်ညာဖြစ်တယ်လူဝကြီးတော့ပြောလိုက်တဲ့စကားကိုနားထောင်လိုက်လို့ရှိရင်စာမတမတ်သိသိတာလားကျွန်တော်ပေးတဲ့ခီးကိုသူကပတ်သီးပေးတယ်ထင်တယ်ဝမ်းချင်းတွေကိုလည်းသူကပတ်သီးပေးတယ်ထင်တယ်နော်သူ့ပုံစံအဲ့လိုနော်တာဇန်မပါလွတ်ထားရစမ်းတာဇန်မနော်သူကလည်းမိမဖြစ်နေလို့တော်တော်ကြိုးထောင်းတယ်နော်အဲ့ဒါလွင်ဆိုးကဟုတ်တယ်လွတ်ထားလိုက်နားလည်းပေးလိုက်ပါသူ comment ကျွန်တော်ရဲ့အကောင့်ထဲမှာ2နာရီကျော်3နာရီပြင်ဖို့မခံအော်တိုပြတ်ပဲသူ comment တွေကနော်လွင်ဆိုးနေမယုံဘူးဆိုလဲနင်နောက်တခြားဖုန်းတစ်လုံးနဲ့နင်ကင်နေတဲ့ဖုန်းနဲ့နင်ရေးလိုက်တဲ့ဖုန်းနဲ့မဟုတ်ဘဲနဲ့တခြားဖုန်းတစ်လုံးနဲ့ဝင်ကြည့်လိုက်အဲ့ comment ရှိသေးလားလို့နော် feed တက်မနေနဲ့အမှ comment လိုက်မှန်ပြီးတော့လိုက်ဘေးဗလိမ့်ပြီးတော့နော်တနာဖို့ကောင်းပါလေသူဘွားမိတ်ဆွေတို့တောင်သူကကျွန်တော်ချစ်သေးတယ်အများအားစောင့်ကြည့်ပြီးအားပေးနေရနော်အားနဲ့ပတ်သက်တာလေးက9354 5859နော်9နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးက9354 5859နော်3ညနဲ့ပတ်သက်တာက3ည3 3ည4 3ည8 3ည9
ငါးနဲ့ပတ်သက်တာက93545859ငါးနဲ့ပတ်သက်တာက93545859တုံညာနဲ့ပတ်သက်တာကိုကိုလင်းကဗာလေးကြိုက်လဲဆို33 34 38 39ငါးနှစ်ပဲကြိုက်တယ်ငါးနှစ်ပဲကြိုက်ငါးနှစ်ထိုးပေါ့ကိုကြိုက်တာကိုလုပ်ပေါ့ဟုတ်တယ်မလားโอเคအဲ့ဒါပြင်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်ဗျာနော်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်နော်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်အဲ့ဒါပြင်လိုက်နားတော့မယ်နော်ကျွန်တော်ကြိုက် main တင်ကွက်ကတော့9တစ်ကဲ4 8ကဲ3ညတစ်ကဲဖြစ်ပါတယ်နော်9 8ကဲမဟုတ်ဆို9 8တောင်ဖြစ်တယ်9တစ်ကဲ4 8ကဲ3ညတစ်ကဲ main တင်ကွက်နော်ဟုတ်တယ်စောစောရေးဟုတ်တယ်ဟမ်နော်9တစ်ကဲ4 8ကဲ3ညတစ်ကဲ main တင်ကွက်ကျွန်တော်မနေ့ကအင်္ဂါနေ့ကိုစိန်မာစာကြီးရတော့168နော်ကျန်နှစ်တက်တယ်လို့သုံးငါနှစ်ကို9000မို့ချမယ်ချပါပေါက်တော့လဲယူပါမပေါက်တော့လဲခံရမို့နော် main တင်ခွက်က9 1 4 8 3ည1ဒါ4 8ဆိုတာကျွန်တော်မွေးကနန်းတစ်ခွက်ပေးထားတယ်နော်9 1ကဲ4 8ကဲ3ည1ကဲ9 1ကဲ4 8ကဲ3ည1ကဲနော်9 8 9 1 4 8 3ည1နော်ဒါကျွန်တော်ကြိုက် main တင်ခွက်ဖြစ်ပါတယ်နော်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါ good night ပါအိမ်မက်လာမကြပါစေအားလုံးမနေ့ကနေခင်းတနာရီတို့လွှင့်မဲ့ live မှာပြန်ဆုံမယ်အောင်ပွဲခံတဲ့ live ကလေးပဲဖြစ်ပါစေလေကိုလင်းဆုတောင်းပေးပါတယ်နော်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေအိမ်မက်လာမကြပါစေနော်ဗီဒီယို live ကလေးတော့ခဏလေးပဲကျွန်တော်လွှင့်လိုက်တယ်ဗျာ10မိနစ်လောက်ပဲနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်အဆေးဥမှာဖြစ်နေလို့နော်အဲဒါကြောင့်နားလည်ပေးပါနော်အားလုံးချစ်ပါတယ်နော်အားလုံးပဲဒီဗီဒီယိုမြင်လိုက်တဲ့သူတွေ900သားသမီးတွေအားလုံးပဲမနေ့ကစမ်းအင်္ဂါနေ့စမ်းနိုင်10မိနစ်မှာအားလုံးပဲထိုးတဲ့ကနန်းထွက်တဲ့ကနန်းဖြစ်ပြီးအားလုံးပဲ share ပေါက်ကြပါသေးလို့ကိုလင်းကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဒီဗီဒီယိုမြင်လိုက်တဲ့သူတွေလူရင်းဆန္ဒတွေတုံးတော်ရတယ်ပြည့်စုံကြပါသေးလို့ကိုလင်းကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမတက်တာပါအားလုံးမတက်တာပါ good night ပါအဆင်ပြေကြပါသေးပေါက်ကြပါသေးဗျာနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါနော်အားမတက်တာပါ